အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မထင်မှတ်ပဲနဲ့ဟင်းချက်နည်းလေး2မျိုးလုပ်ဖြစ်ပါတယ်အဲ့ဒါကတော့အသားပေါင်းလုပ်နည်းနဲ့အသားလုံးကျော်လုပ်နည်းလေးပဲဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုကိုအဆုံးထိစကြည့်ပေးကြပါအောင်ခင်ဗျာပထမဆုံးကြက်ကြိတ်သားနဲ့ငဖယ်ကိုထည့်မယ်ကြက်သွန်နီကြက်သွန်ပြူထောင်းထားလေးထည့်မယ်မုံလာဥနီချစ်ထားလေးကိုထည့်မယ်ချိုမုံစားတကြားနဲ့ငယ်စတာလေးတွေကိုထည့်ထားလိုက်ပါမယ်ပြီးတော့ရင်ရှာလကာရည်နဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့ခရူးစီအနှဲငယ်ထည့်ပါမယ်ပဲငပြရဲ့အကျဲကိုတော့2စွန်းလောက်ထည့်ပြီးတော့မှမှွေထားလိုက်ပါမယ်မှွေရင်းနဲ့ကော်မုံထည့်ဖို့ကြံခဲ့လို့ထည့်လိုက်ပါအောင်မယ်မွေပွားရင်တော့ကြက်ဥလေးတစ်လုံးကိုဖောက်ထည့်လိုက်ပါမယ်ပြီးတော့ရင်ရလာတဲ့အနှစ်ကိုတော့ပေါင်းမဲ့စတီးခွက်ထဲကိုစီလေးတုပ်ပြီးတော့မှထည့်ထားလိုက်ပါမယ်ကျန်တဲ့တစ်ဝက်ကိုတော့အသားလုံးကြော်ဖို့ပြင်ဆင်ထားတဲ့မကန်ထဲကိုထည့်လိုက်ပြီးတော့ရွှေလေးပြအကျော်မုံလေး2စွန်းလောက်ထည့်ထားပြီးတော့မှွေထားလိုက်ပါမယ်ပြီးတော့အသားပေါင်းလုပ်ဖို့အတွက်ရေထည့်ထားတဲ့စလုံးတစ်ခုပေါ်မှာအခုလိုစကားလေးအုပ်ပြီးတော့အဖုံးပြီးတော့ထည့်ထားလိုက်ပါမယ်ပြီးရင်တော့အသားလုံးကျော်လုပ်ဖို့အတွက်အိုးထဲကိုစီထည့်ပြီးတော့ဆောနာလှုပ်ထားတဲ့အနှစ်ကလေးကိုအခုလိုမျိုးလေးလုံးပြီးတော့မှထည့်လိုက်ပါမယ်တစ်ဖက်ကကြက်ပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုအခုလိုမျိုးလေးလှန်ပေးလိုက်ပါမယ်အခုအနေထားလောက်ဆိုလို့ရှိရင်တော့ရပါပြီအသားလုံးကျော်ရဲ့အရသာလေးကတော့အပြင်ပိုင်းကကျွတ်ပြီးတော့မုံလောက်လဲထည့်ထားတဲ့အတွက်အတွင်းကချိုပြီးတော့စားလို့ကောင်းပါတယ်ပြီးတော့ရင်တော့ခုနကပေါင်းထားတဲ့အသားပေါင်းကိုအတွင်းထဲအထိကျက်သွားအောင်လို့အခုလိုမျိုးလေးဓားလေးနဲ့ပိုင်းထားလိုက်ပါမယ်ပြီးရင်တော့ခဏလောက်ပြန်ပြီးတော့အဖုံးအုပ်ထားပြီးလို့ရှိရင်တော့ရပါပြီအသားပေါင်းကတော့ပျော့ပျော့လေးနဲ့ချိုပြီးတော့စားလို့ကောင်းပါတယ်ကျွန်တော်ကတော့အသားပေါင်းကိုပို့ပြီးတော့ကြိုက်ပါတယ်ဗီဒီယိုလေးကအရန်ရှည်နေပြီဆိုတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်အဆင်မပြေရရှိရင်လည်း comment မှာရေးသွားခဲ့လို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်